SB ဘဝမှာပထမဆုံးထူးထူးဆန်းဆန်းလေးပေါ့နော် OP15 မှာ Spider-Man လေးလည်းပါနေရပေါ့နော်ညီမလေးရဲ့ OP15 ရောင်းမလားစုမလားတဲ့အဲ့ဒီချိန်လာပြီးတော့ရောင်းမလားစုရမလားမသိဘူးအဲ့ဒါနဲ့ရောင်းမယ်ဆိုပြောလိုက်ရောရောင်းမယ်ဆိုရင်ဝယ်မလို့တဲ့အဲ့ဒီပေါက်ထဲမှာသူတို့လိုချင်တဲ့ကတ်ပါတယ်ဆိုအတိအကျပေါ့ကွာမင်းတော့အန်ဝအဲကြိုးတီးနေရလားပေါ့ဟုတ်တယ်ကျင်းနေပါအဲ့ဒီပေါက်ထဲမှာသူတို့လိုချင်တဲ့ကတ်ရှိရဆိုပြီးတော့မှမင်းစီမှာပေါ့နော်အားပေးသွားပါတယ်မင်းကလည်းခွင့်တောင်းတာပေါ့နော်ဟိုဒီမှာဖောက်သွားပါလားကြည့်ချင်လို့ဆိုပြီးတော့ခွင့်တောင်းနေကွယ်နဲ့မမင်းရဲ့တောင်းဆိုမှုလို့လက်ခံပြီးတော့မမင်းရဲ့အိမ်မှာပဲတခါတည်းဖောက်သွားတယ်ကွယ်ဒီဗီဒီယိုလေးမှာထပ်ပြီးတော့ကျေးဇူးတင်ပါတယ်ရှင်လုံးဝစီနီယာအကြီးစားတွေပေါ့နော်ဘာလို့စီနီယာအကြီးစားတွေပြောလဲဆိုလို့ရှိရင် 1P တွေဆိုလို့ရှိရင်ဖာလိုက်ကြီးကိုချပြီးတော့ပေါ့နော်ဖောက်တဲ့တကယ်ကိုနော်အကျန်းစားစီနီယာတွေပေါ့နော်ဒီ OP15 ကို73သိန်းထိရောင်းတာရှိရပေါ့နော်8သိန်းကျော်10သိန်းကျော်73သိန်းထိရောင်းကြပါတယ်ဖောင်းနေကြသူတွေဆိုတော့လေဘယ်မှာဘာရှိဆိုအကုန်လုံးပေါ့နော်တိကြတယ်ကွယ်မင်းနဲ့တခြားစီပေါ့နော်မင်းဆိုဘာမှမသိဘူးတကယ်အန်ဩတယ်ပေါ့နော်ဘလောက်တောင်ဖောက်ခဲ့လဲမသိဘူးဘယ်ပါဆိုတာကိုသိကြတယ်ပေါ့နော်တကယ်ကိုမလေးစားပဲမနေနိုင်တာတခုဆိုလို့ရှိရင်မိမိရဲ့ဖောက်ထဲမှာသူတို့လိုချင်တဲ့ကတ်ရှိဆိုကျင်းတွေပေါ့ကွာပြောပြီးတော့ဝယ်ချသွားတာပေါ့နော်ခါလေးချလို့ရှိရင်မင်းစီမှာလာတဲ့ customer ရှင် customer တွေကနေပေါ့နော်အကြံလေးတောင်းတယ်မမသိရလေးလေ customer ကိုပြန်ပြီးတယ် customer မသိရရဆိုလို့ရှိရင်မသိရဟာလေးဆိုရင်ပြန်ပြီးတော့ပြောပြရပေါ့နော်ဟိကကြီးဟိကပူဇော်လီနိုဘာမဆို你这是干嘛呢？泡不下。ပူဇော်လီနိုကွာပူဇော်လီနိုဟိကပါအဲ့လေစီရတော့မှ enemy တန်ကြီးနဲ့ရှိဟိုလိုတကယ်စီကျူဆိုအစားစာဝ没容易啥？没容易啥？ဖုန်းကြီး啊，SB 搞完，好了韩国，好了韩国SB吧韩国 SB，白羊，ဟုတ်တယ်ခဏလေး这个一点嘞，你对了，什么？ဟုတ်တယ်မဟုတ်ကြီးဟန်ကုန်မို့စာဖို့ပဲစာဖို့လေ啥武器的呀？မဟုတ်လေဟိုလောရှိရတယ်罗伊他们ဟန်က罗逮捕你了嘛？罗伊哇，飞到。三样ဟုတ်တယ်罗SB ကွာငါစိတ်နဲ့ပန်းရောင်ကျော်တော့ဟုတ်တယ်တူရလောက်ပါကွယ်ပေါက်ပါဟုတ်ပါကိုနေချင်ကောင်းပါအပန်းရောင်လေးဆိုဟန်ကုန်တင်ဟိုတယ်နော်ပြီးတော့ပန်းရောင်တော့ပန်းရောင်ပဲအိပ်ပြောဟန်ကုန်ပါလို့လားမင်းပါဟန်ကုန်ရဲ့ဝိုက်ဘရရဲ့လောရဲ့ပြီးတော့ဖြစ်နိုင်တော့ဟိတ်ကတော့တော့အစားပဲတော့အစားပဲရှိဟ
ဟန်ကိုဆိုလမင်းမှာပြေးလာရတယ်ပေါ့နော်အရန်ပျော်လုံးလို့ပေါ့နော် ပန်းလို့ဆိုတော့ပြီး တီးလဲပြီးတော့အကြည့်လဲကြည့်ရပေါ့နော်ဟိုပန်းရောင်ချင်းကတူနေရပေါ့နော်ဟန်ကိုမဟုတ်ဘူးပေါ့နော် ဘိုးတော့900လားမသိဘူး ဂျပန်ကတော့ဈေးမနေဘူး ထုံကဖိုက်တဲ့စတဲ့ ဖိုင်းတက်စတဲ့မှာကိုယူပြီးလာရင်ခဏလေးပဲပေါ့တယ် ပြီးမယ်ပြီဘာလို့လော်ပြီးရဟန်းကောမပြီး ညီလေးကိုရင်တောင်းအောင် ပန်းအောင်ဆိုကွာငါပြောနေရ play boy လာလို့ ရှက်လိုက်တော့ကွာ ရှုပ်ပေါင်းကြီး SP ပြတယ်ပေါ့ ရှော့ ဟုတ် ဘရို ပြီးသွားပြီနားလိုက်ဘာနဲ့ကောင်းကောင်းမရှိရောဒီကောင်းရင်ကုန်ရှုံးမှာတဲရခိုင်းတော့ ကျဲ ဟောက်နေကြဆိုတော့ကြိုတိနေ ပေါင်းရတော့တီးပါ တည်နေ တော့SB ရတော့ ticket တခါနဲ့ပဲတော့ တော့ SB ထွက်လို့ရှင် SP ထွန်းဒီ လိုက်ရှာတဲ့ကက်ကဘယ်လိုကတ်တယ် ဒါပဲလေ ဒီဟာလိုက်ရှာလား ပြောင်း SB ကိုလိုက်ရှာ တဖာမှာနက်က တဖာမှာနှစ်ကပါနော် အင်္ဂလိပ်ဆို ဒီဟာလိုက်ရှာတာ ဟုတ်တယ် ဒါပေမဲ့အဲ့ကောင်မို့ရှာတာဟိုလေ အဲ့ ရှာ ကောင်ကတော့ရှိရရှစ်သိန်းကိုရင်းရှိတယ် ဒီဟာလေးမိုက်တယ် အဲ့ကောင် တိတ်နာ ဟန်ကိုဆိုရင်ဟန်ကိုဖြစ်တော့ရင်ဆိုဘိုးစားရှိတယ် လူချင်တာရသွားပြီပေါ့ ဟုတ်တယ်ဒါပဲပြီးသွား အစမ်းဖောက်တော့ပေါ့ ပေါ့တော့ တိတ်မယ်နော် ငကပဲလူဘုံကလည်းအဲ့ငကပဲပေါ့ အဲ့စာတော့ဟိုပါနော်အဲ့စာ6ကက်ရယ်သူကဒီထဲမှာကျန်တာအဲ့စာနောက်ထပ်4ကက်ပဲထွက်တော့မှာ ဟုတ်တယ် ကျန်တာအကုန်ရှုံး ကျွန်တော်တို့ ဒီပန်းရောင်ကြီးဆိုတကယ်ပြောသွားတာမိနေလို့တော့ကြီးတော့လည်းရှိ ညာညီမတက်လိုက် လော်လီ ချက်တက်ရင်းနဲ့ ကျေးဇူးပါပါ ကိုတို့နေရ ကျေးဇူးပါ ဟာကျေးဇူးတင်ပါတယ် ဟုတ် အမလိုက်ဖို့ပြီလား ဘူးတော့ဘာတော့ယူလာ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်